အခုဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့တောင်တက်ခီစဉ်ကြီးစတင်ပြီးတော့တက်ပြီပါပြီဒီနေ့တက်မှတောင်ကတော့မီတာရိုင်းမွေးပါဘူးမီတာ600ကျော်လေးပဲတောင်နာမည်ကတော့ကွမ်အဆန်လို့ခေါ်ပါတယ်ဒါဆိုနားမရှိပါနဲ့နော်ကျွန်တော်တို့ဒါလေးဒီလေးလေးလမ်းကြည့်အခုဆိုရင်1.3 လောက်ပဲကျန်တော့7လောက်တက်ပြီးသွားပြီအကောင်2ကီလိုမီတာကျော်လောက်ပဲရှိရလား2ကီလို နည်းနည်းလေးကျော်လား 2.9ဟုတ်တယ် 2.9လားနည်းနည်းပဲကျန်တော့ဘာရှိလို့တော့နောက်ထပ်7မိနစ်လောက်ဆိုလို့ရှိရင်ရောက်တော့မယ်နောက်ဆုံးတော့ကျွန်တော်တို့ဒီယွမ်ဂျူအန်ကနေမှာကျွန်တော်တို့ဒီယွမ်ဂျူတဲကိုဆက်ပြီးတော့သွားမယ်ဒီယွမ်ဂျူအန်ကနေယွမ်ဂျူတဲကိုဆိုလို့ရှိရင်ကျွန်တော်တို့10မိနစ်လောက်ပဲကြာပါတယ်Oh, sorry. ဒါပါကျင်းဟောလမ်းထောင်နေနေရနောက်ဆုံးတော့ကျွန်တော်တို့ရောက်ခဲ့ပါပြီမီ